အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Grade 12 Session 8မှာပညာသင်ကြားနေတဲ့ Group E အဖွဲ့ဝင်တွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဖွဲ့ကမြန်မာစကားသံနဲ့အနက်တိတ်ပဲဆက်ဆက်မှုဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှစာရေးသားသူ၏ကိုယ်ရေးအကျဉ်းစာရေးသားသူရဲ့ရည်ရွယ်ချက်စာသားများ၏ကောက်နှုတ်ချက်တွေနဲ့တကွာမြန်မာစကားသံနဲ့အနက်တိတ်ပဲဆက်ဆက်မှုရှိခြင်းသည်အရေးပါကြောင်းကိုပါအဆိုသင်သိသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Group Memory ကတော့ B2AX OQTF FUHA 781 S7F2 နဲ့ YLAN တို့ပဲဖြစ်ပါတယ်ဗျမြန်မာစကားသံနဲ့အနက်အတိတ်ပဲစာရေးသူမောင်ခင်မဲတနုဖြူမျိုးအစားဆောင်းပါးစကားပြေကောက်နှုတ်ချက်မြန်မာစကားမြန်မာစာရုပ်ပုံလွှာစာအုပ်ရည်ရွယ်ချက်မြန်မာစကားသံနဲ့အနက်အတိတ်ပဲတို့ဤဆက်သွယ်ပုံကိုသိရှိနားလည်ပြီးလက်တွေ့အသုံးပြုနိုင်စေရန်ရည်ရွယ်ရေးဖွဲ့ထားပါသည်စာရေးသူ၏ကိုယ်ရေးအကျဉ်း1942ခုနှစ်ဇန်နဝါရီလ2ရက်နေ့တွင်တနုဖြူမြို့နယ်ကျုံတနီကြီးရွာ၌အဖဦးရမနှင့်အမိတော်စောတင်တို့ကဖွားမြင်ခဲ့တဲ့အမည်အရင်းကဥခင်ကြီးဖြစ်တဲ့1954ခုနှစ်ရန်ကုန်မြို့မြူနီစီပယ်ပညာရေးအဖွဲ့ကစစ်ဆေးတဲ့စတုတ္ထတန်းဆောင်မွေးပွဲကိုပထမအဆင့်ဖြင့်အောင်မြင်ခဲ့တဲ့1959ခုနှစ်တရမတန်းနှင့်အလယ်တန်းပညာသင်ဆု Scholarship ဆောင်မွေးပွဲတွင်လည်းအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့တဲ့စာနယ်ဇင်းများတွင်စောင်းပါများကိုစရေးခဲ့တယ်1959ခုနှစ်တက္ကသိုလ်ဝင်တန်းဆောင်မွေးပွဲမှာဆိုရင်တပြည်လုံး၌မြန်မာစာအမှတ်အများဆုံးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့တယ်အတန်းတိုင်း၌လည်းထူးချွန်စွာအောင်မြင်ခဲ့တယ်1963ခုနှစ်ရန်ကုန်တက္ကသိုလ်မှဝိစာပွဲအထွေထွေဂုဏ်ထူးရရှိခဲ့တယ်1969ခုနှစ်မဟာဝိစာပွဲဂုဏ်ထူးရရှိခဲ့တယ်2002ခုနှစ်အောက်တိုဘာ19ရက်နေ့တွင်ကျင်းပတဲ့ရန်ကုန်တက္ကသိုလ်105ကြိမ်မြောက်ဘွဲ့နှင်းတပင်အခမ်းအနားတွင်ဂုဏ်ထူးဆောင်စာပေပါရဂူပွဲကိုချီးမြှင့်အပ်နှံခြင်းခံရတဲ့1963ခုနှစ်ပသိမ်ကောလိပ်မြန်မာစာဌာန၌ညီးပြရာထူးဖြင့်စာသင်ထောင်ဝင်ထမ်းဆောင်ခဲ့တဲ့လက်ထောက်ကတိကတွဲဖက်ပေါမောက္ခရာထူးများဖြင့်ပသိမ်ကောလိပ်ရန်ကုန်ဝိစာနှင့်သိပ္ပံတက္ကသိုလ်တက္ကသိုလ်ပြည်တီဂရီကောလိပ်ရန်ကုန်တက္ကသိုလ်တို့တွင်တာဝန်ထမ်းဆောင်ခဲ့တဲ့1989ခုနှစ်တွဲဖက်ပေါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ်ပညာရေးဝန်ကြီးဌာနရဲ့တာဝန်ပေးချက်အရဂျပန်နိုင်ငံရှိအိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင်မြန်မာစာပေါမောက္ခအဖြစ်2နှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့2002ခုနှစ်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပမောက္ခဌာနမှူးအဖြစ်နိုင်ငံဝန်ထမ်းဘဝနေပြီးတော့အငြိမ်းစားယူခဲ့တဲ့1989ခုနှစ်စာပေဗိမာန်စာမှုစုပြိုင်ပွဲတွင်မြန်မာစကားမြန်မာစာရုပ်ပုံလွှာစာမှုဖြင့်သုတပတိတာဝိစာပညာရဲ့တွင်ပထမဆုံးရရှိခဲ့တဲ့2002ခုနှစ်နှစ်40ဘဝမှတ်တိုင်များစာအုပ်ဖြင့်အမျိုးသားစာပေစုစာပေပတိတာစုရရှိခဲ့တဲ့2003ခုနှစ်ထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်နိုင်ငံတကာရသစာပေဆွေးနွေးပွဲတွင်မြန်မာ Post Colonial Literature စာတမ်းကိုဖတ်ကြားခဲ့တဲ့2004ခုနှစ်ထိုင်းနိုင်ငံဇင်းမယ်မြို့၌ကျင်းပသောဘာသာစကားသင်ကြားရေးဆွေးနွေးပွဲတွင် San Phonological Province in Teacher Myanmar of a Foreign Language in Foreigners စာတမ်းကိုဖတ်ကြားခဲ့တဲ့ဘာသာအမြင်စာပေအမြင်အမျိုးသားစာပေစုစာပေပဒေတာစုအိုဆာကာဧည့်သည်သူသဆွယ်ဆုံးစာပေပဒေတာစုကိုလိုနီခေမြန်မာစာပေသမိုင်းထွန်းဖောင်ဒေးရှင်းစာပေစုဆရာဝန်တင်ရွှေနှင့်အမျိုးသားစာပေတသက်တာစာပေစုအမွေခံသူတယောက်အမွေပေးသူတရားအမျိုးသားစာပေစုလူငယ်စာပေစုထွန်းဖောင်ဒေးရှင်းတသက်တာစာပေစုမင်းတို့ဝန်နီကထွန်းဖောင်ဒေးရှင်းစာပေစုနိုင်ငံတော်ကချီးမြှင့်သောဝိစာပညာထူးချွန်တစိမ့်ပထမစုနှင့်ဒုတိယစုယခုအခါရန်ကုန်တက္ကသိုလ်မြန်မာစာပါမောက္ခအဖြစ်မှအငြိမ်းစားယူပြီးဇနီးတော်စုစုနွယ်တွဲဖက်ပါမောက္ခမြန်မာစာဌာနရန်ကုန်တက္ကသိုလ်သမီးတူနွယ်အေးတို့နှင့်အတူနေထိုင်လျက်ရှိပါတယ်အငြိမ်းစားယူပြီးရေးသားသောမြန်မာစလုံးပေါင်းတပ်ပုံဆိုင်ရာလူထုပညာပေးဆောင်းပါးများမှာအထူးလူကြိုက်များခဲ့ပါတယ်ဆရာကြီးမောက်ခင်မင်းရဲ့ထင်ရှားတဲ့စာအုပ်အချို့1989ခုနှစ်မှာထွက်ရှိတဲ့စကားပြေသဘောတရားစကားပြေအသက်ပညာစာအုပ်1990ခုနှစ်မှာတော့မြန်မာစကားမြန်မာစာရုပ်ပုံလွှာစာအုပ်စာပေသမုဒ္ဒရာ၌လက်ပြုကူးခြင်းစာအုပ်1999ခုနှစ်မှာတော့စကားသမုဒ္ဒရာစာသမုဒ္ဒရာစာအုပ်
2000ခုနှစ်မှာတော့တတန်2တန်3 4တန်စာအုပ်2001ခုနှစ်မှာတော့သူတည်တနာလက်ဆွဲစာအုပ်2002ခုနှစ်မှာတော့နှစ်40ဘဝမှတ်တိုင်များစာအုပ်ဒီအပြင်အထဗေဒန်ဤတန်းစာအုပ်တပင်းနှစ်ဆရာနှစ်တပည့်စာအုပ်2004ခုနှစ်မှာတော့စာပေမှတ်တိုင်များကိုဖြတ်တန်းခြင်းစာအုပ်တသက်ရောင်စုံဘာသာစကားစာအုပ်2005ခုနှစ်မှာတော့မောင်ယူစိုးနှင့်မေမဒီရတာစာတန်းစာအုပ်တွေဟာဆိုရင်တော့ဆရာကြီးမောင်ခင်မင်းရဲ့ထင်ရှားတဲ့စာအုပ်အချို့တွေပဲဖြစ်ပါတယ်ဆရာကြီးမောင်ခင်မင်းရရှိခဲ့တဲ့စုတွေဟာဆိုရင်ဘာသာအမြင်စာပေအမြင်အမျိုးသားစာပေစုစာပတိတာစုဥစားကဧည့်သည်တူတဆွေဆုံးစာပတိတာစုကိုလိုနီခေတ်မြန်မာစာပေသမိုင်းထွန်းဖောက်ဒေးရှင်းစာပေစုဆရာဝန်တင်ရွှေနဲ့အမျိုးသားစာပေစုတသက်တာစာပေစုအမွေခံသူတယောက်အမွေပေးသူတရားအမျိုးသားစာပေစုလူငယ်စာပေစုထွန်းဖောက်ဒေးရှင်းတသက်တာစာပေစုမင်းတို့ဝန်ကြီးကထွန်းဖောက်ဒေးရှင်းစာပေစုရဲ့အပြင်နိုင်ငံတော်ကချီးမြှင့်တဲ့ဝိစာပညာထူးချွန်တစိပထမဆုနဲ့ဒုတိယဆုကိုလည်းရရှိခဲ့ပါတယ်။အခုချိန်မှာဆိုရင်ဆရာကြီးဒေါက်တာခင်ရရန်ကုန်တိုင်းဒေသကြီးကမာရိုးမြို့နယ်လေတန်းလန်းစန္ဒာမြိုင်ကိုတိုနီတွင်မိသားစုနဲ့နေထိုင်လျက်ရှိပြီးတော့မြန်မာစာအဖွဲ့အဝင်အမျိုးသားတင်ယိုးညွှန်းတဲ့ကုမ္ပဏီအဖွဲ့ဝင်ဗာရကူတင်တဲ့ဦးစီးကုမ္ပဏီအဖွဲ့ဝင်စားတဲ့တာဝန်များကိုပညာရှင်တဦးအနေဖြင့်ထမ်းဆောင်လျက်ရှိပါတယ်အားလုံးမင်္ဂလာပါရှင်ကျွန်မကတော့781ပဲဖြစ်ပါတယ်ဒီနေ့ပြောကြားပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာစကားတန်နဲ့အနက်ဒိတ်ပဲဆက်ဆက်မှုတည်အရေးပါပါသည်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြည်သက်ကြီးကျမတို့စကားတန်ကိုဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုကြတယ်လဲဆိုတာကိုသိကြပါသေးသလားရှင်စကားတန်ကိုလူရဲ့နှုတ်ကနေထွက်ပြီးတော့အပြန်အလဲဆက်သွယ်နိုင်တဲ့အနက်ဒိတ်ပဲရှိတဲ့အတန်ကိုစကားတန်လို့အတိတ်ပဲခေါ်ဆိုနိုင်တာကိုလည်း Grade 11မြန်မာဖတ်စာမှာသင်ကြားခဲ့ရပြီးပဲဖြစ်ပါတယ်တကယ်လေလူတွေအချင်းချင်းဆက်ဆံပြောဆိုတဲ့အခါမှာတစ်ဖက်လူနားလည်စေဖို့ဆိုရင်စကားတန်ကကြားခံတစ်ခုအနေနဲ့တည်ရှိနေတာပဲဖြစ်ပါတယ်။အကယ်၍စကားတန်တွေမှာဒါအနက်တိတ်ပဲမရှိဘူးဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ပြောစကားကိုနားလည်ဖို့ဆိုတာကလည်းအလှမ်းဝေးသွားပြီးပြောဆိုသူနဲ့နားခံသူနှစ်ယောက်အကြားကကြားခံဟာလည်းဆက်သွယ်မှုရှိနေတော့မှာမဟုတ်ပါဘူး။စဉ်းစားကြည့်ကြပါဦးပရိသတ်ကြီးအနက်တိတ်ပဲနဲ့စကားတန်ဆက်ဆက်မှုမရှိကြတော့ဘူးဆိုရင်တဦးနဲ့တဦးဆက်သွယ်လို့တဦးပြောစကားကိုတဦးကဘလို့လို့နားလည်နိုင်ကြတော့မလဲရှင်ဒါကြောင့်စကားတန်နဲ့အနက်တိတ်ပဲဟာလူအချင်းချင်းပြောဆိုဆက်သွယ်ရေးမှာအလွန်အရေးပါတာပဲဖြစ်ပါတယ်စကားတန်တွေဟာအနက်ဒိတ်ပဲပေါ်ဆက်ဆက်ပြီးမူတည်ကပြောဆိုရတယ်လို့အနက်ဒိတ်ပဲဟာလည်းစကားတန်ရဲ့အခြေခံအတန်အနှိမ့်အမြင့်တက်ကြတဲ့သုံးတန်တွဲဘီးတွေအပေါ်မူတည်ပြီးအဓိပ္ပာယ်ဟာအာရုံသွားခြင်းတော်လကောင်အားကောင်းသွားခြင်းကိုတော်လကောင်ဖြစ်စေနိုင်တယ်လို့ပြောလို့ရပါသေးတယ်ဥပမာအရာဆိုရလျင်ဘီးတန်တို့နှလုံးကိုဆင့်တွဲလိုက်တဲ့အခါမှာဆိုရင်အနက်ဒိတ်ပဲမှာအာရုံသွားတယ်လို့ပြောနိုင်ပါတယ်မိတေးတေးကိုဥပမာထားမယ်ဆိုရင်မိနေတီလောက်မဟုတ်တော့ပဲမိတလို့လို့ရှိနေတာကိုဆိုလိုချင်းဖြစ်တာကိုသိနိုင်ပါတယ်။တက်ကြတဲ့လျှို့ကိုလည်းအနက်အထိပ်ပဲနဲ့ဆက်ဆက်ကြည့်လိုက်ရင်လျှို့ထားသည်လျှို့ဝှက်ထားသည်အဲ့လိုမျိုးတက်ကြတဲ့ကပြောင်းသွားပြီးအနက်အထိပ်ပဲမှာလည်းပိုအားကောင်းလာတာကိုတွေ့ရပါတယ်။ဒီလိုနည်းနဲ့လည်းအနက်အထိပ်ပဲဟာစကားတန်နဲ့တနည်းတစ်ဖုံဆက်ဆက်မှုရှိနေတာပဲဖြစ်ပါတယ်။ဒီအပြင်ဘာသာစကားတိုင်းကိုစတင်လေ့လာတော့မယ်ဆိုရင်အရေးကြီးဆုံးကဘာသာစကားရဲ့ကိုယ်ထဲတံဖြစ်တဲ့တရားကိုစတင်လေ့လာရမှာပဲဖြစ်ပါတယ်။ထို့နည်းတူပဲမြန်မာဘာသာစကားမှာလည်းစာပေရေးသားရေးအတွက်တရားဟာမရှိမဖြစ်အရေးကြီးတာကိုသိကြမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့မြန်မာဘာသာစကားကတလုံးချင်းအဓိပ္ပာယ်ရှိတဲ့စကားလုံးတွေအပေါ်မူတည်ပြီးရေးသားထားတာကြောင့်ထိုစကားလုံးတွေကိုစာပေအရေးသားမှာတရားကြရေးသားတတ်ဖို့လိုတာပဲဖြစ်ပါတယ်။ဆိုတော့တရားဟာဆိုရင်လည်းမြန်မာအစိုးရဆိုရင်ပါဠိစကားလုံးဓာတ်ကနေဆင်းသက်လာပြီးအတန်လို့အဓိပ္ပာယ်ရပါသေးတယ်။အတန်မှာလည်းအဓိပ္ပာယ်မရှိတဲ့အတန်နဲ့အဓိပ္ပာယ်ရှိတဲ့အတန်ဆိုပြီးနှစ်မျိုးခွဲနိုင်ပြီးအဲ့အထဲမှာတရားဟာအနက်အဓိပ္ပာယ်ရှိတဲ့စကားတန်ကိုအစွဲပြုပြီးရေးသားထားတာပဲမဟုတ်ပါလားရှင်။နောက်ဆုံးအခုခေတ်မှာဖတ်ဖို့ရန်ခက်ခဲလွန်းလှတဲ့ကြောက်စာတွေမှာတောင်သူဆိုလိုချင်တဲ့အနက်အဓိပ္ပာယ်ရှိသေးကြတာပဲအနက်အဓိပ္ပာယ်မရှိဘဲရေးသားထားတဲ့စာကိုတော့ဖြစ်ဘလို့လူမှဖတ်နိုင်ကြမယ်လို့မထင်ဘူးဒါကြောင့်လေတရားကလူတွေရဲ့နှုတ်ကထွက်လာတဲ့အတန်ကိုဆိုလိုတဲ့အဓိပ္ပာယ်ရဖို့စနစ်တကျရေးသားထားနိုင်ရန်အတွက်ချမှတ်ထားတဲ့စီမီစီကံလို့ပဲဆိုနိုင်မယ်လို့ကျမတို့အသေးချာပြောနိုင်ပါတယ်ရှင်ဒါကပဲမြန်မာစကားတန်နဲ့အနက်အဓိပ္ပာယ်ကစာပေအရေးအသားတွေအတွက်လည်းအခြေခံကြအရေးပါရဆိုတာကလည်းသိရှိနိုင်ပါတယ်ရှင်
စကားတန်နဲ့အနက်အတိတ်ပဲဟာမြန်မာစာပေအရေးသားမှာလဲဆိုလိုတဲ့အတိတ်ပဲကိုကောင်းစွာဖော်ပြနိုင်ဖို့ရာမှာလွန်စွာအထောက်အကူပြုပေးနိုင်တဲ့အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာပါအခြေအနေဆက်ဆက်မှုအပေါ်မူတည်ပြီးစကားတန်နဲ့အနက်အတိတ်ပဲကိုတပားသူနားလေစေဖို့အာရွရွတော်၎င်းအာတင်းရွတော်၎င်းကောင်းစွာအသုံးချတတ်နိုင်သဖြင့်ကျမအနေနဲ့ကတော့မြန်မာစကားတန်နဲ့အနက်အတိတ်ပဲဆက်ဆက်မှုရှိခြင်းသည်အရေးပါသည်ဆိုတဲ့အဆိုကိုခိုင်ခိုင်မာမာဖြစ်ဆရာမနဲ့ကျောင်းသားကျောင်းသူများထံသို့တင်သွင်းလိုက်ရပါတယ်ရှင်။ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ project လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီဗျအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတော့ဆရာမနဲ့တကွာအတန်းသူတန်းသားများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲတာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ